အမျိုးသမီးတစ်ယောက်ဟာလူအုပ်ကြားထဲမှာရောနှောနေထိုင်နိုင်ဖို့အတွက်သူတို့တွေကတယောက်လိုမျိုးဟန်ဆောင်နေခဲ့ရပါတယ်နောက်ဆုံးမှာတော့သူမဟာသူမရဲ့ရည်စားဖြစ်သူကိုရှာတွေ့သွားပြီးပျောက်ဆုံးနေတဲ့တားဖြစ်သူကိုဘယ်လိုရှာရမလဲဆိုတာတိုင်ပင်ဖို့ကြိုးစားခဲ့တယ်အဲ့ဒီအချိန်မှာပဲတားဖြစ်သူစီက message တစ်ခုရောက်လာပြီးသူ့အဖေကသူ့ကိုအဖွားအိမ်စီခေါ်သွားပြီးဖြစ်ကြောင်းပြောလာပါတယ်ခရော့ဟာတားဖြစ်သူကိုကယ်ဖို့အတွက်ချက်ချင်းပဲထွက်လာခဲ့ပြီးသူမရဲ့ရည်စားကလည်းနောက်ကလိုက်လာတဲ့သူတွေကိုလမ်းလွှဲပေးပြီးကူညီပေးခဲ့ပါတယ်သူမဟာကားပေါ်ကိုအောင်မြင်ရောက်သွားခဲ့ပေမဲ့စိတ်လှုပ်ရှားမှုတွေရောကျသွားတဲ့အခါမှာတော့ရုတ်တရက်ခေါင်းတွေမူလာပါတော့တယ်ဟုတ်ပါတယ်သူမဟာသူမရဲ့ခင်မုန်းဟောင်းရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီဖြစ်ပြီးဂျိုသားဆဲတွေဟာသူမရဲ့ခန္ဓာကိုယ်ထဲကိုကျူးကျော်ဝင်ရောက်နေပြီဖြစ်ပါတယ်သူမဟာသတိမထားမိပဲမျက်လုံးတွေမိတ်ကျသွားခဲ့တယ်အကယ်၍အချိန်မီမတားဆီးနိုင်ဘူးဆိုရင်တော့သူမဟာလည်းခံစားချက်မရှိတဲ့အဲ့ဒီလူအုပ်ကြီးတွေကတယောက်ဖြစ်သွားတော့မှာပါနောက်ဆုံးမှာတော့ခရော့ဟာသူမရဲ့စိတ်သက်ခိုင်မာမှုနဲ့ပြန်နိုးလာခဲ့ပါတယ်သူမကိုသူမမအိပ်ပျော်အောင်အတင်းတားဆီးပြီးအိမ်သားထဲကိုပြေးဝင်ကမျက်နှာတစ်လိုက်ပါတယ်ဒါပေမဲ့တကားဝက်မှာတင်သူမရဲ့ဟန်ဆောင်မှုကိုတိသွားတဲ့ကောင်လေးတစ်ယောက်နဲ့တိုးပါတော့တယ်သူကဟန်ဆောင်မနေပါနဲ့တော့လာပြီးအိပ်ပျော်လိုက်စမ်းပါလို့ပြောလာတာပါသူမကတော့တယောက်တည်းအေးအေးဆေးဆေးဝါမျိုးခံချင်တယ်လို့လိန်ပြောလိုက်ပါတယ်အဲ့ဒီကောင်လေးကသဘောတူခဲ့ပေမဲ့နောက်ပိုင်းမှာသူမကိုစမ်းသပ်ဖို့တကားလာဖွင့်ကြည့်ပါသေးတယ်ကံကောင်းတာကခရော့ကကြိုတင်ပြင်ဆင်ထားခဲ့တာပါသူမဟာတခြားသူတွေခြံထားခဲ့တဲ့အရည်တွေကိုတုံးပြီးဝါမျိုးခံထားရတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်သူမဟာဘူတာယုံထဲကနေဘေးကင်းကင်းနဲ့ထွက်လာနိုင်ခဲ့ပြီးအပြင်မှာစောင့်နေတဲ့သူမရဲ့ခင်မုန်းဟောင်းနဲ့တွေ့ခဲ့တယ်ခရော့ဟာယောဂပိုးကူးစက်ခံထားရတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြလိုက်မှပဲခင်မုန်းဟောင်းကယုံကြည်သွားပြီးသူမကိုအိမ်ထဲခေါ်သွားပါတော့တယ်အဲ့ဒီမှာခရော့ဟာတားဖြစ်သူကိုအောင်မြင်ရှာတွေ့ခဲ့ပါတယ်ကံကောင်းချင်တော့သူမရဲ့သားဟာငယ်စဉ်ကတည်းကဖျားနာခဲ့ပူတာကြောင့်ဒီဗိုင်းရပ်စ်ကိုခုခံနိုင်တဲ့စွမ်းအားရှိနေခဲ့ပါတယ်သူတို့သားအမိနှစ်ယောက်ချက်ချင်းထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့ခင်မုန်းဟောင်းကတီးသွားပြီးလိုက်လာပါတော့တယ်ခရော့ဟာတားဖြစ်သူကိုခေါ်ပြီးစွန့်ပစ်ထားတဲ့စက်ရုံပြစ်တစ်ခုထဲမှာပုံနေခဲ့ပါတယ်ခင်မုန်းဟောင်းနဲ့တခြားသူတွေလည်းနောက်ကလိုက်လာကြပေမဲ့ကံကောင်းထောက်မှစွာနဲ့ရှာမတွေ့သွားကြပါဘူးအဲ့ဒီနောက်ခရော့ဟာဆေးဆိုင်တစ်ခုထဲကိုဝင်သွားပြီးသူမကိုယ်တိုင်စိတ်ကြွဆေးတစ်မျိုးကိုဖော်ဆက်လိုက်ပါတယ်အကယ်၍သူမသတိလစ်သွားခဲ့ရင်အဲ့ဒီဆေးနဲ့ထိုးပေးဖို့တားဖြစ်သူကိုမှာထားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ရည်စားစီကဖုံးဝင်လာပြီးကယ်ဆယ်ရေးလာမချင်းစောင့်နေဖို့ပြောပါတယ်ဒါပေမဲ့ခရော့ကတော့တဖြည်းဖြည်းနဲ့အိမ်လိုက်လာပြီးစိတ်ကြွဆေးတွေလည်းမတိုးတော့ပဲသတိလစ်သွားခဲ့ပါတယ်ဗိုင်းရပ်စ်တွေကသူမရဲ့မျိုးဗီဇကိုစတင်ပြောင်းလဲနေပြီဖြစ်ပါတယ်တားဖြစ်သူကဘလို့ပဲခေါ်သူမကတော့ပြန်မထူးတော့ပါဘူးကောင်လေးလည်းသူမကိုဆေးနဲ့ချက်ချင်းထိုးပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ရည်စားရောက်လာခဲ့ပါတယ်သူမကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပေမဲ့သူ့ရဲ့လေတံကအေးဆက်နေတာကိုသတိထားမိသွားတယ်တကယ်တော့သူလည်းဝါမျိုးခံလိုက်ရပြီဖြစ်ပါတယ်သူမဟာတနက်ကိုထုတ်ပြီးသူ့ကိုသတိပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့ခြေထောက်ကိုပဲပစ်လိုက်ပြီးသူ့ရဲ့ကားကိုယူကာတားဖြစ်သူနဲ့အတူမောင်းထွက်ခဲ့ပါတယ်ဒါပေမဲ့လမ်းမှာဝါမျိုးခံထားရတဲ့သူတွေအုပ်စုလိုက်ကြီးရောက်လာပြီးလမ်းပိတ်ထားကြပါတယ်အဲ့ဒီအချိန်မှာပဲသူမရေးစားရဲ့ဖုန်းမီလာပြီးမြို့ထဲကရဟတ်ရင်တစည်းသူတို့ကိုစောင့်နေတယ်ဆိုတာသိလိုက်ရပါတယ်ခရော့ဟာအဲ့ဒီနေရာကိုရောက်ဖို့ကားကိုအစွမ်းကုန်နင်းမောင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲခရော့ဟာသတိလစ်သွားပြီးယောဂပူးကူးဆက်ခံထားရတဲ့လူအုပ်ကြီးကသူတို့စီတိုးကပ်လာတာကိုမြင်လိုက်ရပါတယ်ကောင်လေးလည်းသူ့အမေကိုအသေးအတန်အော်ခေါ်နေရပါတော့တယ်နောက်ဆုံးအရေးကြီးတဲ့အချိန်မှာပဲသူမပြန်နိုးလာခဲ့ပြီးကားကိုနှိုးကသူတို့ကိုထားခဲ့လိုက်ပါတယ်သူတို့သားအမိနှစ်ယောက်တက်လေကားနဲ့ခေါင်းမိုးပေါ်ကိုတက်သွားပြီးအချိန်မီရဟတ်ရင်ပေါ်တက်နိုင်ခဲ့လို့မြို့ထဲကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်ဆရာဝန်တွေကတော့ကောင်လေးရဲ့ခုခံအားမျိုးဗီဇကိုတုံးပြီးကာကွယ်ဆေးဖော်ဆက်နိုင်ခဲ့တာကြောင့်ယောဂကူးဆက်ခံထားရသူတွေလည်းအားလုံးပြန်လည်ကျန်းမာလာခဲ့ကြပါတော့တယ်